အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးပဲဆိုလိုက်ပါကျွန်တော်ဒီနေ့လုပ်မယ့် video လေးကတော့ပုံမြင်ပြပြမယ့် video လေးပဲဖြစ်ပါတယ်ပုံမြင်ဆိုတာထက်တကယ်ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာလေးမို့လို့တင်ပေးတဲ့မူရင်းပိုင်ရှင်တွေကိုလည်းကျွန်တော် credit ပေးပါတယ်ဒီပုံမြင်လေးကတော့တောင်ပေါ်ရွာလေးတရွာမှာဖြစ်ပျက်ခဲ့တဲ့ပုံမြင်လေးဖြစ်ပါတယ်ဘလို့ခြောက်ချားဖို့ကောင်းလဲဆိုတာ video လေးကိုအဆုံးထိကြည့်လိုက်ကြအောင်ဆိုတော့စလိုက်ကြအောင်ကျွန်တော်နာမည်ဆွဲခတ်မှာကျွန်တော်ကပီဇာတိုင်းတစ်ခုမှအလုပ်လုပ်ပါတယ်ဒလီဘာကြီးတမားအနေနဲ့ပေါ့ကျွန်တော်တို့ပီဇာတိုင်းရှိတဲ့မြို့နယ်နီးတဲ့တောင်ပေါ်ရွာလေးတွေကိုကျွန်တော်ကဒလီဘာကြီးလုပ်ပြီးတော့လိုက်ပို့ပါတယ်ဘဝလွယ်တော့မလွယ်ဘူးဗျတောင်လန်းတွေကိုမောင်းပြီးတော့ကျွန်တော်ကပီဇာတွေလိုက်ပို့ရဆိုတော့အမလိုက်ပီဇာရပြီနော်အေးမောင်လေးအမပတ်ဆက်ခင်းမင်းနဲ့လွယ်ပြီးပြီနော်ကျွန်တော်ကန်ဆိုးကျင်တဲ့တနေ့မှာပေါ့ကျွန်တော်ပီဇာပို့ရင်းနဲ့တောင်ပေါ်ကလမ်းမှာလမ်းပြောက်နေခဲ့ပါတယ်ညလည်းမိုးချုပ်ခံနေပြီဆိုကျွန်တော်ဘာလို့မှမသိဘာကြိုင်မှမသိဖြစ်နေပါတယ်ဒီလိုနဲ့ကျွန်တော်ရှောက်သွားနေနဲ့ကျွန်တော်ရွာလေးတရွာကိုရှာတွေ့ပါတယ်ဟာဟိုမှာရွာလေးတရွာပဲမီးရလည်းလင်းထိန်နေတာပဲလူတွေရှိမဲ့ပုံပဲအဲ့ရွာမှာဒီနေ့သွားတညတဲဖို့ခွင့်တောင်းကြည့်ရမယ်မဟုတ်ရင်တောတောင်ပေါ်မှာအန်ရည်များရဲ့လေတောကောင်တွေလည်းရှိနေတယ်လို့တော့ကြာတခိုးသမျှလည်းရှိနိုင်သေးတယ်ပြောနေမယ်စောင်းတွင်းဆိုတော့မိုးချုပ်တာတအားမြင်နေပြီ6နာရီလောက်ပဲရှိသေးတယ်ဆိုပေမဲ့ကောင်းကင်ကတော်တော်မဲမောင်နေပြီအဲ့ဒီတော့ရွာရှိရလမ်းအောင်အမြန်သွားမှာပဲဒီလိုနဲ့ကျွန်တော်ရွာရှိရလမ်းအောင်ခတ်တုတ်တုတ်လေးသွားခဲ့တယ်ဒါရွာဝင်ဝဖြစ်မယ်ထင်တယ်ဟာငါရွာဝင်ဝတက်တဲ့ကိုရောက်လာတာပဲရွာဝင်ဝမှာတော့တရားလေးတစ်စီးရှိပါတယ်ဒီလိုနဲ့မောင်ဆွဲခန့်ဟာသူ့မြင်းပေါ်ကဆင်းပြီးတော့မြင်းလေးကိုကျိုးနဲ့ချီကဆွဲခေါ်လာခဲ့ပါတယ်မင်းရွာပြပဲထားခဲ့မယ်ငါကောင်ကြီးဒီမှာအခြားမြင်းတွေလည်းရှိတော့မင်းအဖော်ရတာပေါ့ဟောကြာရွာထဲခေါ်ဝိုင်းရွာသားတွေကသူတို့မြင်းနေပါနဲ့ငါ့ကိုမြင်းတစ်ခိုးဆွဲနေပါဦးမယ်ဒီလိုနဲ့မောင်ဆွဲခန့်ဟာရွာဝင်တရားမှာပဲသူ့မြင်းလေးကိုကျိုးနဲ့ချီခဲ့ပါတယ်ဟာဒီမှာရွာဆိုင်မုတ်ရှိတာပဲမှန်းစမ်းရွာနမဲကပါလေငါဖက်ကြည့်အောင်မယ်ညရွာဆိုပဲရွာနမဲကညပါလားနမဲနဲ့ရွာနဲ့ကတော့လိုက်နေပြီဟာရွာထိပ်မှာဇရက်အိုကြီးလားအိမ်အိုကြီးလားမသိဘူးထားပါငါနဲ့တော့မဆိုင်ပါဘူးဒီကိစ္စဆိုတော့ငါဒီရွာမှာညတဲပို့လို့ရအောင်ရွာတရားကိုကူညီတောင်းကြည့်ရမှာပဲမောင်ဆွဲခန့်ထပ်ပြီးတတိထားမိတာကရွာကညမိုးချုံနေပေမဲ့လေလူတွေဟာရွာထဲမှာတောလာရှိနေပါတယ်မောင်ဆွဲခန့်ဟာစိတ်ထဲမှာတော့ပြောနေပါတယ်ဟာဒီလူတွေမအိတ်ကြဘူးလားကွာအဲဒီဦးလေးကိုငါသွားမေးကြည့်ကောင်းပါတယ်ဦးလေးဟာဦးလေးခြေလိုက်တာမင်းမမေးဘူးကွာကိုဒီရွာကကျွန်တော်ရွာလူကြီးနဲ့တွေ့ချင်လို့ပါကျွန်တော်ကခရီးသွားဧည့်သည်တယောက်ပါကျွန်တော်ဒီရွာမှာတဲလို့ရမလားဆိုတာရွာလူကြီးနဲ့တစ်ချက်လောက်တိုင်မြင်ချင်လို့ပါအေးဒီမဲ့ငါညီမင်းရွာလူကြီးကိုတွေ့ချင်ရှစ်တက်ကိုထွားမှာအကြီးဆုံးအိမ်ဟာလားရွာလူကြီးရဲ့အိမ်မယ်ဒီလူဟာပြောဆူနဲ့ပဲထွက်သွားပါတယ်ဟာထူးတော့ထူးစဲနေဒီလူကပါလေတော့ငါ့ကိုတခြားလည်းမပြောโอเคအကြီးဆုံးအိမ်ကိုရှာမှာပဲအဲ့တော့လေအကြီးဆုံးအိမ်ဟာလူတွေကများလိုက်လေဒီရွာမှာပွဲပဲရှိရတာရွဲခံစတင်ပြီးတော့အသွေးတွေဝင်လာပါတယ်ဘာလို့လူတွေဒီချိန်ကြီးထိရွာပြင်မှာရှောက်သွားနေကြလဲဆိုပြီးတော့ဒါနဲ့သူရွာလူကြီးရဲ့အိမ်ကိုဆက်ရှာပါတယ်ဟိုဘီးကြီးရတယ်ပြောတခြားမပြောအိမ်ကဘယ်အိမ်လဲမသိဘူးငါတော်တော်ရှာနေရပြီလို့အရှိရအိမ်အောင်ငါစိတ်တွေအကြီးဆုံးပဲဒီအိမ်ကရွာလူကြီးအိမ်ပဲဖြစ်ရဟောအရှိမလူယောက်ရက်တယ်ဖြို့ဦးလေးကရွာသူကြီးလာဗျအေးဟုတ်တယ်ခါသူဘာကိစ္စလဲပြောပါအောင်ကွကျွန်တော်ကခီးသွားတဲ့ကွာဗျကျွန်တော်ကဒီလိုပစ္စည်းတွေတောင်ပေါ်ရွာလေးတွေကိုလိုက်ပို့ရပါတော့ကျွန်တော်ဒီညဦးလေးတို့ရွာမှာတညတော့တဲလို့ရမှာဗျဘာလို့ဆိုကျွန်တော်လမ်းပြောင်းနေလို့ပေါ့နော်မိုးကလည်းတအားချုံနေမို့ကျွန်တော်အပြင်မှာဆိုအနေရများမှာဆိုလို့လေဒီပေါ်အပြင်မှာဆိုအနေရများတယ်ဒီခေါရွာမှာဒီညပြောရွှင်တဲလို့ရပါလေဘာမှအမှန်နဲ့ကိုယ့်ရဲ့ဇာတိရွာပြန်လာသူခန်းစားပြီးရွာတဲကွာတိတာဘာမှစိတ်တမထနဲ့ဒီညလိုလိုက်ရှိလေပြီးတော့ငါခဏညီမင်းတရားမဲ့အိမ်လိုက်ပြမယ်လေဟုတ်ပြီရွာလူကြီးအရန်ပဲဖော်ယူနေရကြောင်းဆွဲခန့်စိတ်ထဲမှာနည်းနည်းတော့မတတ်မတာဖြစ်ပေမဲ့လေဟုတ်ကဲ့ဦးလေးကျေးဇူးပါနော်ကျွန်တော်ဘယ်မှာတဲရမလဲဗျအေးအဲ့ဒါတို့မင်းညာငါလည်းပြောတော့အေးလာငါတော့လည်းခင်ငါလမ်းပြမယ်ဒီဘက်မှာလားဦးလေးအေးဟုတ်တယ်ဒီဘက်မှာတဲလာကောင်းစားပြီသူတို့ဘယ်လောက်ပဲထူးဆန်းပါစေကွာငါသူတို့တကယ်ကျေးဇူးတင်တယ်ဘာလို့ဆိုတော့ငါ့ကိုတင်ညာသူငါ့ကိုပေးတဲ့လို့လေဒီရွာလူကြီးကပေးမတဲ့ငါဘဝတော့တယ်မှာကြားဆွဲပြီးတော့ခံပေးရင်တော့တင်လောက်ဒါငါသူရှိမှဆိုရောက်တော့မယ်လာဦးလေးနောက်လိုက်ခဲ့ဟုတ်ကဲ့ဦးလေးကျွန်တော်လိုက်ခဲ့မယ်နော်ရွာတကြီးဟာ
မောင်ဆွဲခန့်ကိုသူရွာဝင်တော့မြင်ခဲ့တဲ့ရွာဝင်ထိတ်ဆုံးကဇရက်အိုကြီးကိုခေါ်လာပဲဖြစ်ပါတယ် ကျေတူလီဒါမင်းတဲရမယ်အေးကြီးပဲ ဗျာဟုတ်ကဲ့ကျွန်တော်ဒီညဒီမှာအဲ့ရမှာလားဗျ အေးဟုတ်တယ်လေမင်းဒီမှာဒီပဲရမှာ မောင်ဆွဲခန့်ပိုလို့အောင်ပြီးစိတ်ထဲမှာကတိကောက်ခေါ်ပါတယ် တခါလေငါတူဦးလေးမောင်းမယ်မင်းထီရွာမှာညာအိမ်မယ်ဆိုရင်ငါပြောရေးစကားကိုတခြားနားထုံးမလို့ရမယ်နော်ဦးလေးတို့ရွာတော့နေတဲ့အပြင်တောင်းဝဒေတာဖြစ်တဲ့တော့ကွာလူတူရောက်ပေါင်းနေလေအဲ့တော့ညာဘက်ဆိုရင်တော့ဖို့ဒီမြေခုဘလူးလေမကောင်းဆိုရတဲ့တက်ခိတ်လေးရှိတယ်ကလို့ရွာအဲ့တော့မင်းပါတန်ကြကြတကားမဖွင့်ပါနဲ့မင်းတကားဖွင့်လို့ဆိုရင်ငါမင်းရဲ့အတက်ကိုအာမခမမဟုတ်ဘူးနော်ကဲဒါဆိုမင်းအစီနာရောဦးလေးလည်းပြန်တော့မယ်ဦးလေးလုံးဆိုင်ရှိတယ်ဟုတ်ပြီလား ရွာလူကြီးကအဲ့လိုခြောက်ခြားစရာကိစ္စကိုရုပ်တည်နဲ့ပြောပြီးတော့ရုပ်တရက်ထွက်သွားခဲ့ပါတယ်ဆိုတော့ဇွဲခန့်ကလည်းလက်နေရပေါ့ဟာဒီရွာတော့မျိုးပဲဟေးငါ့ကိုအိမ်စုပ်ကြီးမှလည်းတဲခိုင်းသေးတယ်ဘာတွေပြောရမှလည်းမသိထားပါကွာငါသူပြောတော့တကားမဖွင့်မနေဘာတတ်နိုင်မှာဟုတ်တယ်မနေ့ကလမ်းစရာတော့မရှိတော့ဘူးထင်တာပဲကဲအိမ်ထဲဝင်တော့မယ်ညကလည်းမိုးချုံနေပြီငါလည်းနားကျင်နေပြီမရတော့အိမ်ထဲဝင်မှရတော့အိမ်ထဲမှာထွေထွေတူးမရှိပါဘူးဇွဲခန့်အိမ်ဖို့အိမ်ရတစ်လုံးရဲ့အိမ်သုံးပရိဘောကားတွေအထားပါပဲဇွဲခန့်ဟာဟိုကြီးဒီကြီးနဲ့အိမ်ကိုပတ်ကြည့်နေပါတယ်ဒါပေမဲ့လည်းစိတ်မတန့်စရာဆိုလို့ဘာမှမရှိပါဘူးရိုးရိုးပစ္စည်းလေးနဲ့အိမ်ရပဲဆိုတော့ဇွဲခန့်လည်းဘာမှထွေထွေတူးတွေးမနေတော့ပေါ့နော်ဘာမှတော့မဖြစ်တော့ပါဘူးထင်တာပဲအိတ်ချင်နေပြီကွာအိတ်ချင်နေပြီနားမှရတော့မထင်နဲ့မောင်ဇွဲခန့်ရဲ့ကိုခန္ဓာကြီးကအိတ်ချင်နေပြီမဲ့လေမောင်ဇွဲခန့်စိတ်ကတော့နုံနုံကြကြရှိနေခဲ့ပါတယ်ငါပြင်းပြလက်တော်လေးတုံးလိုက်အောင်ဒီရွာမှာလိုင်းအောင်မိရတာမသိဘူးပြောဆိုဆိုနဲ့ပဲမောင်ဇွဲခန့်ဟာလွယ်အိတ်ထဲကလွတ်တော်လေးကိုထုတ်လိုက်ပြီးတော့သူဂိမ်းဆောင်မှုပြင်ပါတယ်ဒါပေမဲ့လည်းအင်တာနက်တိုင်ဟာหนีရဲသွင်းနေခဲ့ပါတယ်ဟာဘာလိုင်းမှလည်းမမိဟာကွာလိုင်းကလည်းစုပ်ပြတ်တတ်နေရပဲလို့ငါကဘလို့သွားတုံးရမှာလဲဖုန်းလိုင်းလည်းမမိဒုက္ခပါပဲတော်ပြီငါလက်တော့လည်းမတုံးတော့ဘူးအိတ်တာကောင်းမယ်ထင်ပါလေမအိတ်ချင်လည်းအိတ်ရမှာပဲဘာအန်နေမှမရှိတော့ပါဟိုလူကြီးငါ့ကိုတက်မြင်6ပါဒီလိုနဲ့မောင်ဆွဲခန့်အိတ်ရဝင်ပြီးအိတ်မပြောတဲ့ပြောရှိနေချိန်မှာပဲအတန်တန်ကြပါဟာဘာတန်လဲဟာ ဒါကြီးမောင်ဆွဲခက်အမေအောက်မှာရောက်နေပြီလေ ဆွဲခန့်ကြားလိုက်တဲ့အတန်ကတော့မြို့မှာကြံခဲ့တဲ့သူ့ရဲ့နေမကောင်းတဲ့အမေအိုကြီးရဲ့အတန်ဖြစ်ပါတယ်ဟိုက်ဘလို့ဖြစ်တာတော့ငါအမေဘလို့ရောက်လာ သမီးကိုလာခေါ်ပါဦးအမေပြီးမှအေးရဲဒါကြီးလာခေါ်ပါဦး အတန်အိမ်ရောက်ကနေလာတဲ့အတန်ဒါပေမဲ့မောင်ဆွဲခန့်ကတကားကိုဖွင့်ကြည့်ပေမဲ့သူရွာလူကြီးပြောတဲ့စကားကိုနားထဲမှာဆွဲနေခဲ့ပါတယ် မင်းပါတန်ကြကြတကားမဖွင့်ပါနဲ့မင်းတကားဖွင့်လို့ဆိုရင်ငါမင်းရဲ့အတက်ကိုအာမခမမဟုတ်ဘူးနော် ဒါမကောင်းဆိုးတကောင်မြန်လားဖြစ်နိုင်တယ်ဘာလို့ဆိုတော့ငါအမေကနေမကောင်းလေဘလို့လို့လာနိုင်မှာလဲဒီလိုနဲ့ဇွဲခန့်ကလုံးဝမဖွင့်ဘူးဆိုပြီးတော့ဒီတိုင်းပဲနေနေလိုက်ပါတယ်အိမ်မဲ့ဇွဲခန့်အမေတန်အချိန်တော်တော်ကြာအော်နေခဲ့ပါတယ် ဘယ်ခိုင်အမေပြီးမှအရင်အေးချောက်လက်အမေသာပြထားရပြီးသားမင်းနေမကောင်းသေးမင်းကိုလာခေါ်ပါဦး အချိန်တော်တော်ကြာအောင်သူ့အမေရဲ့ညီးတန်ကိုကြားနေရောတားဖြစ်သူကလည်းဘယ်လို့နေနိုင်တော့မှလဲဟာငါမေတကယ်ပဲရောက်လာတာကွာငါစိတ်တသား၆ချားနေပြီဘလို့လောက်ရမလဲအမေဖြစ်သူရဲ့ညီးတန်ကိုကြာကြီးကြားနေရတဲ့တားဖြစ်သူခင်ဗျာဘလို့လုပ်ပြီးတော့အကြာကြီးတောက်ခံနိုင်တော့မှလဲဟာကွာငါမေတကယ်ဒုက္ခရောက်နေပြီထင်တယ်ငါတကားတော့ဖွင့်သွားရအောင်မယ်မဟုတ်ရင်ငါမေတေးရလိမ့်မယ်ငါမတီးမခံနိုင်တော့ဘူးကွာဆွဲခန့်ဖြစ်သူစတင်ပြီးတော့စိုက်ကိုတွေဝင်လာခဲ့ပါတယ်မိဘဖြစ်သူရဲ့ညီးညူတန်ကိုကြားနေရတားဖြစ်သူခင်ဗျာဘလို့လို့နေနိုင်တော့မှလဲဆိုတော့ဇွဲခန့်အသွေးတွေများနေခဲ့ပါတယ်ဇွဲခန့်တတိယပါသူ့အိမ်မှာကြံခဲ့တဲ့ညီမဖြစ်သူကိုမစိတ်ပို့ကြည့်မယ်လို့တယ်ဒါပေမဲ့လိုင်းရမနေခဲ့ဘူးဟာကွာရေးတဲ့လိုင်းရမနေတော့ငါစိတ်တွေခြောက်ချားလာပြီငါတကားသွားဖွင့်ကြည့်ရတော့မလားဇွဲခန့်ဟာငိုတန်ပပနဲ့တကားဖွင့်ဖို့လုပ်နေချိန်မှာဇွဲခန့်တတိထားမိသွားတာကသူနေတဲ့အိမ်ဟာတက်တာအိမ်ဆိုတော့ကျမ်းပေါက်ဒီကျမ်းမင်းမရှိမလားဆိုပြီးလိုက်ရှာတဲ့နေရာမှာပဲကျမ်းပေါက်လေးတစ်ခုတွေ့ရှိခဲ့ပါတယ်သူကျမ်းပေါက်ကနေအိမ်အောက်မှာဘသူမြန်းអော်နေတယ်သူ့အမေတကယ်ပဲអော်နေတာဆိုချောင်းကြည့်ဖို့အလုံးမှာသူတွေ့လိုက်ရတဲ့မြင်ကွင်းဟာအိမ်အောက်မှာရွာတကြီးပါဝင်ရွာသားအများစုရောက်ရှိနေခဲ့ပြီးရွာသားတွေရဲ့ပုံစံဟာသွေးစာနေခဲ့ပါတယ်ရွာသားတွေနဲ့ရွာတကြီးဟာဇွဲခန့်ရဲ့အိမ်ပေါ်မောကြည့်နေပြီးအောက်ကနေအတန်ပေးနေဖြစ်ပါတယ်အတန်ပေးနေတဲ့လူကတော့ရွာတကြီးကိုယ်တိုင်ဖြစ်ပြီးရွာတကြီးဟာအတန်သူ့ဇွဲခန့်ရဲ့အမေအတန်သူပြုတ်လုပ်ပြီးအတန်ပေးနေဖြစ်ပါတယ်ရွာသားတွေကတော့တိတ်ဆိတ်လိုနေပြီးတော့စောင့်ကြည့်နေခဲ့ပါတယ်ရွာတကြီးရဲ့လက်ထဲမှာတော့ဓာတ်တလက်ကိုကင်ဆောင်ထားခဲ့ပါတယ်
သူတို့ပုံစံတွေကသွေးစာနေတဲ့မုံဆိုးရီလိုပဲတားကောင်ကိုတေးစီချာလေးစောင့်ကြည့်နေတာဖြစ်ပါတယ်တခုရှိတာကသူတို့လူအုပ်အများကြီးနဲ့အိမ်တကားကိုဖျက်ပြီးဝင်လာလို့ရပါမယ်သူတို့မဝင်လာဘဲနဲ့အသားတကြီးတကားဖွင့်ပြီးတော့ထွက်လာတဲ့လူကိုတတ်မှာဖြစ်ပါတယ်ဇွဲခန့်တယောက်တော့လုံးဝသွေးပြတ်သွားခဲ့ပါတယ်ဘာလို့ဆိုတော့ဒီလူတွေကအရန်ထူးတဲ့ဘီယုံမှာသူတို့ကြည်ရတာကျိန်စာမိနေတဲ့လူအုပ်ကြီးနဲ့တူပါတယ်လူတယောက်ကိုတတ်ချင်လို့စောင့်နေတာဖြစ်ပါတယ်နောက်တော့ရွာသူကြီးကိုယ်တိုင်ကပဲအတန်ပြောင်းသွားခဲ့ပါတယ် အကိုအမေနဲ့ညီမလေးအောက်မှာရောက်နေပြီလေလာခေါ်လဲပါဟုတ်ကိုရင်ညီမလေးနဲ့အမေကိုပြစ်ထားတော့မှာလားညီမလေးတို့ပြစ်မှာအရင်အေးတယ်ကြောက်လဲကြောက် သူတို့ဟာတားကောင်ဖြစ်တဲ့ဇွဲခန့်ကိုအင်အားသုံးပြီးလာမှတိုက်ခိုက်ပဲနဲ့ဇွဲခန့်အတာတကြီးတကားဖွင့်ပြီးတဲ့အခါမှာတက်မှာဖြစ်ပါတယ်။အိမ်အပေါ်ထက်မှာတော့ဇွဲခန့်ဟာဇောချွေးပြန်ပြီးသူ့တကားကိုဘယ်တော့မှလူအုပ်လိုက်ကြီးလာပြီးဖြတ်စီးပြီးသူ့ကိုတက်မလဲဆိုတဲ့အတွေးတွေကဝင်နေခဲ့ပါတယ်။အဲ့တော့ဇွဲခန့်ဟာဘလို့စိတ်နဲ့မှအိမ်မပြောတော့ပဲနဲ့တညာလုံးသူတကားကိုစောင့်ကြည့်မယ်ဆိုတဲ့အတွေးနဲ့ပဲသူထိုင်နေခဲ့ပါတယ်။ငါတော့ပြီ။ငါဒီမှာတည်ရတော့မလား။မတည်ချင်သေးဘူးလေကွာဒီညတော့ငါလို့မဝင်လာမှကနေရမှာပဲမိုးလေးဖို့ဝေးလို့တည်းငါဒီညငါဒီမှာငါရအောင်survive ဖြစ်အောင်နေရမယ်အိမ်အောက်မှာတော့ရွာလူကြီးဟာဇွဲခန့်ထွက်လာအနီးမျိုးမျိုးနဲ့အတန်မျိုးမျိုးလုပ်ပြီးတော့မြားခေါ်နေခဲ့ပါတယ်ဒီလိုနဲ့ပဲဇွဲခန့်လည်းအိမ်မပြောတော့ပဲတညာလုံးလုံးတုတ်ထိုင်နေခဲ့ရပါတယ်အိမ်အောက်ကရွာသားရင်နဲ့ရွာလူကြီးဟာမနက်ဝေးလီမိုးလင်းကန်နီးတဲ့အချိန်ကြမှာပဲလူအုပ်စတင်ခွဲသွားပါတယ်ခင်ဗျာရွာလူကြီးပါဝင်အခြားရွာသားတွေကလည်းဇွဲခန့်အိမ်ကနေပြီးတော့မနက်မိုးလင်းကန်နီးမှာအကုန်ထွက်သွားခဲ့ပါတယ်ဒါပေမဲ့လည်းဇွဲခန့်ကအိမ်မပြောနိုင်သေးပဲနဲ့ကြောက်ရွံ့နေခဲ့ပါတယ်ဒီလိုနဲ့မနက်၈နာရီလောက်မှာတော့ဇွဲခန့်ကရွာလူကြီးအိမ်ကိုအရေးဆုံးပြီးသွားခဲ့ပါတယ် ကျဲဘလို့လဲငါတူညာအဲ့လိုရောစင်ပြေးရလားဘာတညာတရောကြာမိတဲ့ ဘာတမ်းမှတော့မကြားမိပါဘူးခင်ဗျကျွန်တော်ညကောင်းကောင်းလေးအိပ်ပျော်ပါတယ်ဒါပေမဲ့ရွာလူကြီးကဇွဲခန့်ကိုအကြည့်တစ်ချက်နဲ့ကြည့်ပြီးတော့မင်းငါညလောက်တာသိရမလားဆိုတဲ့အထာနဲ့ကြည်နေခဲ့ပါတယ် ကျဲငါတူမနဲ့စာတွေပါဒီစားပါပါအောင်လား ဇွဲခန့်လည်းမနက်စာတော့မစားရတော့နဲ့တော်ပါပြီဗျမစားတော့ပါဘူးကျွန်တော်လည်းသွားစရာခီးဆက်စရာလည်းအလွန်ဝေးရဆိုကျွန်တော်ပြန်မဖြစ်မယ်ဗျ ဒီနောက်လေကျုံရင်ဦးလေးရွာလာလဲပါဦးကွာဦးလေးရွာညရွာဆိုတာလေမှတ်ထောင်းတော့ဟာ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  ဒီလိုနဲ့ဇွဲခန့်ဟာရွာတကြီးကိုတော့နောက်ပြန်မလှုပ်ဆက်နိုင်တော့ပဲနဲ့အရှိန်ဟုန်တိုးစွာနဲ့ရွာလန်းကိုပြေးခဲ့ပါတယ်ခါပါပဲကွာမနက်ပိုင်းတောင်တက်ခံရတော့မသိဘူးမမြင်ပြေးမှရွာထိတ်မှာငါမြေလေးရှိအောင်လားမသိဘူးဟာရွာသားတွေကိုလည်းငါမကြည့်ရတော့ဘူးဇွဲခန့်လည်းနောက်လဲမနာလာနေမလောက်တော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပဲသူ့မြင်းကိုမြင်မြန်ကျိုးရဖြီးပြီးတော့မောင်းပြေးခဲ့ပါတော့တယ်တော်ပါသေးတယ်ငါ့ကိုဖျားခဲ့တာပဲငါအသက်ဘေးကနေငါလွတ်မြောက်ခဲ့ပြီဒီရွာကိုနောက်လဲမလာလဲမနောက်တော့ပါဘူးဒါကတော့ရှမ်းပြည်ရဲ့တောတွင်းတနေရာရွာလေးတရွာမှာဖြစ်ပျက်ခဲ့တဲ့တကယ်ဖြစ်ရမှန်အကြောင်းအရာကိုအခြေခံပြုပြီးလှုပ်ထားတဲ့မိုက်ခွက်ပုံမီလေးဖြစ်တဲ့အတွက်အားလုံးပဲကြိတ်နေတတ်မယ်လို့မျှော်ပြီးနေပါတယ်တကယ်ဖြစ်ရမှန်အကြောင်းအရာတွေကိုတင်ဆက်ပေးတဲ့လူတွေကိုလည်းအားလုံးကိုနောက်တစ်ခါ credit ထပ်ပေးပါတယ်ခင်ဗျာဆိုတော့အားလုံးကကျွန်တော်ရဲ့ channel ကနေအားလုံးကိုနှုတ်ဆက်လိုက်ပါတယ်အပီးကြည့်ကြည့်ပေးလို့အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးဆိုတော့ see you